လူတိုင်းကိုစိတ်ရင်းနဲ့ပေါင်းလို့မရနိုင်သလိုမေရင်းအဖြစ်လဲသတ်မှတ်လို့မရနိုင်ပါဘူးလူတိုင်းကိုတန်းတူထားပေါင်းလို့မရပါဘူးလူတိုင်းကိုတန်းတူထားပြီးပေါင်းရင်အားလုံးဆုပ်ယုပ်ကုန်ပါလိမ့်မယ်လူတိုင်းဟာစိတ်သက်ခြင်းမတူသလိုဉာဏ်ရည်ခြင်းလည်းမတူပါဘူးအသိပညာခြင်းလည်းမတူသလိုအတွေးခေါ်အယူအဆခြင်းလည်းမတူပါဘူးတချို့လူတွေကိုခင်ယုံမဲခင်ပါအကျွမ်းတဝီနေလို့မရပါဘူးတချို့လူတွေကိုအသိလိုပဲထားပါတငယ်ချင်းလိုပေါင်းလို့မရပါဘူးတချို့လူတွေကိုတငယ်ချင်းလိုပဲထားပါမိတ်ဆွေလိုတော့ပေါင်းလို့မရပါဘူးတချို့မိတ်ဆွေတွေကစကားပြောလို့ကောင်းပေမဲ့လည်းတိုင်ပင်လို့ရခြင်းမှရပါပါဒါကြောင့်အစင်မပြေမှုတွေကြုံခဲ့ရင်မခင်ရကောင်းလားတငယ်ချင်းမပြီးသားရကောင်းလားမိတ်ဆွေမပြီးသားရကောင်းလားတိုင်ပင်လို့မရကောင်းလားရဲ့လို့ဘယ်သူ့ကိုမှအပြစ်မတင်အပြစ်မမြင်မိပါစေနဲ့တချို့လူတွေကိုပေးခြင်းရင်ပေးလိုက်ပါကျွေးခြင်းရင်ကျွေးလိုက်ပါဘာမှပြန်မမျော်လင့်ပါနဲ့ကို့ဘောပြန်မသိတတ်ရကောင်းလားရဲ့လို့လေအပြစ်မမြင်မိပါစေနဲ့တချို့တွေကသိတတ်ပေမဲ့တချို့တွေကသိတတ်ခြင်းမှသိတတ်ပါလိမ့်မယ်တချို့တွေကကျေးဇူးတုံ့ပြန်တတ်ပေမဲ့တချို့တွေကကျေးဇူးတုံ့ပြန်တတ်ခြင်းမှတုံ့ပြန်တတ်ပါလိမ့်မယ်အဓိကကတော့ဘယ်သူကောင်းကောင်းမကောင်းကောင်းကိုကောင်းအောင်သာကြိုးစားပါကိုကောင်းအောင်ကြိုးစားတဲ့အခါလူရှိမှလည်းကောင်းအောင်ပြောဆိုပြုမှုဆက်ဆံပါလူကွယ်ရာမှလည်းကောင်းအောင်ပြောဆိုပြုမှုဆက်ဆံပါရှိတစ်မျိုးကွယ်ရာတစ်မျိုးမလုပ်မိပါစေနဲ့ရှိတစ်မျိုးကွယ်ရာတစ်မျိုးမပြောမိပါစေနဲ့လူတိုင်းပေါ်မျောလင့်ချက်မပါဘဲကောင်းနိုင်အောင်ကြိုးစားပါမျောလင့်ချက်နည်းပြီးစိတ်ချမ်းသာပြီပါသာသနာ့တွင်ဆရာတော်